ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ခုပြပေးမယ် error လေးကကျွန်တော်တို့ K30 5G error လေးပေါ့ဒီနေ့ညနေကကျွန်တော်ဆိုင်ကို customer တယောက်ကလာအပ်တာသူလာအပ်တော့သူက power ပွင့်လို့မရလို့တဲ့3နေနဲ့ power သေးသွားလို့ဆိုပြီးတော့ကျွန်တော်ကြီးလာအပ်တယ်မှန်တော့သူအာသွင်းကြီးတာတွေပါလည်းရှိပဲကျွန်တော်ထင်တာတော့သူဒါတော့ customer တွေကတော့သူတို့ကတော့အမှန်တမ်းပြောတယ်သူတို့ကတော့အမှန်တမ်းပြောကြတာများတယ်ဒါပေမဲ့ကျွန်တော်အာသွင်းကျိုးထိုးပြီးကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီအာသွင်းနဲ့ဒီဆက်လေးမှာလည်းဘလို့မှမပြောက်ဘူး ampere ဆွဲတာလည်းမပြောက်ဘူးဘလို့မှလုံးဝလည်းမပြောက်ဒါနဲ့ကျွန်တော်မတင်ကားလို့ဖွင့်ပြီးနှိုးကြည့်လိုက်တော့လေလုံးဝတုတ်တုတ်လည်းမလုပ်ဘူးလုံးဝ ampere ကျွန်တော် supply မှာလည်းတုတ်တုတ်လည်းမလုပ်ဘူးအဲ့ဒါနဲ့ကျွန်တော်လက်ခံထားပြီးတော့ကျွန်တော်ခုလက်ရှိကျွန်တော်ဟိုလှုပ်လိုက်တယ်ပေါ့ဖုန်းလေးလက်ခံထားပြီးတော့ကျွန်တော်ဒီဖုန်းကိုကျွန်တော်စစ်ကြည့်လိုက်တယ်စစ်ကြည့်လိုက်ခါမှာကျွန်တော်တို့သူအခြားကျွန်တော် power IC နဲ့ပတ်သက်တဲ့ဘိုးတွေလိုက်တန်းကြည့်တယ် charging လမ်းကြောင်းလည်းတန်းကြည့်တော့လေ charging လမ်းကြောင်းကကျွန်တော်တို့ 5 volt ဒီရောက်တဲ့ရောက်ထိုက်တဲ့နေရာကိုရောက်တယ်ပေါ့ဗျာကျွန်တော်ဒီမှာဒီဟာလေး diagram နဲ့ပြမယ်ဆိုရင်ဒီမှာ K30 charging လမ်းကြောင်းဒီနေရာလေးကိုတန်းကြည့်လိုက်တဲ့အခါမှာလည်းကျွန်တော်တို့ဒီဒါပေါ့ဒါက B bus ဘိုးရောက်တဲ့နေရာဒီပါ B bus ဒီရောက်တဲ့နေရာမှာလည်းကျွန်တော်တို့ဟိုဟာ5 volt အပြည့်ရောက်တယ်ပြီးတော့ကျွန်တော်တို့ဒီ B bus လမ်းကြောင်း B bus လမ်းကြောင်းဒီ battery လမ်းကြောင်းကိုတန်းကြည့်လိုက်တဲ့အခါကျတော့လေကျွန်တော်တို့ဒီလုံးဝ ampere စားတာလည်းမရှိဘူးလုံးဝ short ဖြစ်နေတဲ့တိုင်းတာလည်းမရှိဘူးအဲ့ဒါနဲ့ကျွန်တော်ဒီကောင်းကိုဘာတွေစစ်ကြည့်လိုက်တယ်ဆိုတော့ဒါလုံးဝတုတ်တုတ်မလှုပ်တဲ့အတွက်ကျွန်တော်ကလိုက်တန်းကြည့်တော့ power key ကိုတန်းကြည့်တော့ power key က 1.7 ပဲရောက်တယ်ဒါပေမဲ့ 1.7 တချို့ဟာက power key က 1.7 ထက်မှလည်းရှိတယ်တချို့ power key ရဲ့လမ်းကြောင်းကတော့ဒီကောင်က power key လမ်းကြောင်းကဒီကောင်ကျွန်တော်တစ်ချက်ပြမယ်ဒီကောင်ရဲ့ power key လမ်းကြောင်း power on for ဒီကောင်ရဲ့ power key လမ်းကြောင်းကကျွန်တော်တို့ power IC အသေးဘက်ကနေပြီးတော့နော်ဒီ power IC အသေးရသွားတဲ့အတွက်ဒီဟာကိုကျွန်တော်တစ်ချက်လိုက်တန်းကြည့်တော့လေသူဒီ power IC အသေးရဲ့လမ်းကြောင်းနေနားမှာလေလုံးဝ short ဖြစ်နေတာပါညာမတူတကယ်လို့ဒီ power key မှာလို့ဘိုးမရောက်ဘူးဆိုရင်ဒီ power IC ကြောင်းဆိုတာကျွန်တော်ယူဆလို့ရဒါပေမဲ့မဟုတ်ပြန်တဲ့အတွက်ကျွန်တော်နောက်ဆုံးလိုက်တန်းကြည့်လိုက်တဲ့ခြားနေရာတွေမှာ short မရှိတော့ကျွန်တော်ဒါလုံးဝဘယ်နေရာမှလည်းဟို short လည်းမရှိဘဲနဲ့ကျွန်တော်တို့ ampere လေးတုတ်မလို့ကျွန်တော်နှိုးကြည့်လိုက်တဲ့အခါမှာလည်းလုံးဝဟို ampere ကလုံးဝ3 ampere လေး3ဆိုစိတ်လေးနည်းနည်းလေးပေါ့ဗျာတက်တယ်လုံးဝတုတ်မှမလုံး ampere အဲ့ကြောင့်ကျွန်တော် CPU လို့ကျွန်တော်ယူဆလိုက်တယ်ဒါက CPU error ပဲဒါကတော့ကျွန်တော်အတွေ့အကြုံရ CPU error ပေါ့ဗျဒါပေမဲ့ကျွန်တော်တေးကြအောင်ဆိုပြီးတော့ဒီကောင်းရဲ့ဟိုဟာပေါ့ CPU input လမ်းကြောင်းတွေကိုကျွန်တော်တိုင်းကြည့်တယ်ဒီမှာသူ diagram ထဲမှာဆို CPU input လမ်းကြောင်းတွေပါတယ်ဒီဟာဆိုဒါ CPU input လမ်းကြောင်းတွေဒီဟာတွေအကုန်လုံးထွက်တယ်ဆိုရင်ဒါက CPU ကောင်းမယ်ဒီကျွန်တော်တို့ဒီလမ်းကြောင်း power off လမ်းကြောင်းကဟိုဒီအခြားနေရာတွေကိုကျွန်တော်တို့လိုက်တန်းကြည့်တဲ့အခါမှာကောင်းမယ်ဆိုရင်ဒီကောင်ကအခြားစိတ်ပိုင်းကြောင့်ကျွန်တော်တို့ power မလို့တာလေးဖြစ်နေမှာဒါပေမဲ့ကျွန်တော်ဒီကောင်ကကျွန်တော်တိုင်းကြည့်လိုက်တဲ့အခါမှာခြားနေရာတွေမှာလည်းကျွန်တော်တို့ဘိုးတွေလည်းမထွက်ဘူးဆိုတာခြားနေရာတွေမှာလည်းဘိုးတွေမထွက်ဘူးကျွန်တော်တို့ဒီကောင်းကိုလုံးတဲ့ခါကျရင် BIG S1 လမ်းကြောင်း S2 လမ်းကြောင်း S3 လမ်းကြောင်းဆိုပြီးတော့ကျွန်တော်တို့ဟိုဒီကောင်းရဲ့စနိုးချင်းဆက်စနိုးချင်းမှာရှိတယ်အဲ့လာနဲ့ကျွန်တော်ဒီကောင်းကို S1 လမ်းကြောင်းကိုကျွန်တော်စစ်ကြည့်လိုက်တဲ့အခါမှာဒီမှာလည်းဘိုးမထွက်ဘူးဒီ S1 လမ်းကြောင်းကလုံးဝဘိုးမထွက်တဲ့အတွက်အခြားလမ်းကြောင်းတွေမှာလည်းဘိုးထွက်ဖို့ဆိုတာကကျွန်တော်တို့မဖြစ်နိုင်တော့ဘူးဆိုတဲ့အတွက်ဒီလမ်းကြောင်းကိုကျွန်တော်တိုင်းကြည့်လိုက်တဲ့အခါမှာ DC လေးရ short ကျနေတယ်ဒီ BIG S1 လမ်းကြောင်းမှာလေးကဒီအောင်လေးက short ကျနေတယ် C3703 လေးက short ကျနေတော့ဟုတ်ပြီဒီကောင်လေးကဘယ်ကလာတာလဲဆိုရင်ဒီ DC3703 ကိုကျွန်တော်တို့ဘယ်ကလာတာလဲဆိုရင်ကျွန်တော်တို့ဒီ main ကတွားပြီးတော့ကျွန်တော်ဒီကနေပြီးတော့ကျွန်တော်တို့ point လေးထောက်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ဒါကတော့ diagram ရှိတဲ့လူတွေ diagram မရှိရင်တော့ကျွန်တော်တို့ analog meter နဲ့ဖြစ်ဖြစ်ကျွန်တော်တို့ point နဲ့ဖြစ်ဖြစ်ဒီဟာလေးကိုကျွန်တော်တိုင်းကြည့်လိုက်ဒီကောင်လေးကဘယ်ကိုသွားနေတော့ကျွန်တော်တို့ဒီ power IC ဒီကျွန်တော်တို့ main power IC ပေါ့ဒီ main power IC တွေဝင်သွားတယ်မှာ coil လေးဒီ coil လေးကဘယ်ဟာလဲဆိုတော့ဒီမှာ TL ဒီကောင်လေးကိုသွားတယ် okay အဲ့ဒါနဲ့ကျွန်တော်ဒီကောင်ကိုဒီ power IC ကြောင်းဆိုတာပြောသေးကြဒါပေမဲ့သေးကြတာကတော့ဒီ C လေးတွေကျွန်တော်လိုက်တန်းကြည့်လိုက်ဒီကောင်လေးတွေအကုန်လုံးကလုံးဝဟိုဘာဖြစ်နေလဲဆိုတော့ဟိုနှစ်ဖက်သလုံးကဟို analog meter နဲ့ဆိုတော့နှစ်ဖက်သလုံးက S1 ဆွဲကြည့်လိုက်တဲ့အခါမှာ0လုံးကျတယ်ဒီဟိုကကျွန်တော် digital meter နဲ့ဆိုနှစ်ဖက်သလုံးကဒီမြည်နေတယ်ဒါနဲ့ကျွန်တော်ဒီ power IC လေးကိုကျွန်တော်ဖြုတ်ကြည့်လိုက်
ဖြုတ်ပြီးကြီးတော့လည်းလုံးဝ short မလို့သေးပါဘူး short မလို့သေးတော့ဒီအောက်ကဒီကိုသွားတဲ့ CPU ဘက်ကနေပြီးတော့ကျွန်တော်တို့ဒီ CPU ဘက်ကနေပြီးတော့ဒီ CPU ဘက်ကနေပြီးတော့ပေးသွင်းတဲ့ဟိုပေးသွင်းတဲ့လမ်းကြောင်းကိုကျွန်တော်တို့ဒီ control လမ်းကြောင်းကိုပေါ့ဒီ Power IC ရဲ့ control လမ်းကြောင်းကိုကြည့်လိုက်ဒီကောင်လေး short ကြနေပြီ okay ဒါနဲ့ CPU ဆိုတာမှန်တယ်ဒါပေမဲ့ကျွန်တော် CPU ဆိုတာကိုကျွန်တော်တမ်းမကင်သေးဘူး okay အဲ့ဒါနဲ့ကျွန်တော်တခြားဒီ C လေးတွေများဖြစ်နေမလားဆိုဒီ coin ကိုဖြုတ်လိုက်တယ် coin ကိုထုတ်ပြီးတော့ဖြုတ်တဲ့အခါကျရင်ကျွန်တော်တို့ကဟိုကောင်းလမ်းကြောင်းတကယ်လို့ကောင်းနေတယ်ဆိုရင်ကျွန်တော်တို့ဒီဘက်နှစ်ဖက်စလုံးကလုံးဝမတက်ဘူးဒီဘက်က short ဒါလို့ကျွန်တော်ဒါကတော့ဟိုကျွန်တော် analog meter နဲ့တိုင်းကြည့်လဲကမှဒီဘက်နှစ်ဖက်စလုံးကလုံးဝမတက်ဘူးကျွန်တော်ဒါနဲ့ဒီဘက်ကိုကျွန်တော်ဟိုကဲလို့ digital meter နဲ့တိုင်းကြည့်မယ်ဆိုကျွန်တော်တို့ဒီလမ်းကြောင်းကကျွန်တော်တို့အုံတန်ဖိုးဖြစ်တခုကိုပြနေရမှာလမ်းကြောင်းကောင်းနေဆိုရင်မကောင်းဆိုရင်တော့လုံးဝမပြမယ်နဲ့ short ပုံတွေမျိုးပြနေမယ်ကျွန်တော်တို့ analog meter နဲ့တိုင်းကြည့်ရင်အဆုံးဆွဲကြည့်လိုက်ရင်တစ်ဖက်ကဒီဘက်ကျွန်တော်တို့ CPU ဘက်ချမ်းကနေလုံးဝ short ပြနေအမှန်တော့ analog meter နဲ့တိုင်းကြည့်လိုက်ရင်ဒီဘက်တစ်ဖက်လုံးကကျွန်တော်လုံးဝမတက်ကဘူး Power IC ဖြုတ်ထားတဲ့အတိုင်းလာမျိုးအဲ့ဒါကြောင့်ဒါတက်သွားတဲ့အခါမှာကျွန်တော် CPU လို့ယူဆတယ်အဲ့ဒါနဲ့ကျွန်တော် CPU ကိုခွာပြီးတော့လုတ်ကြည့်လိုက်တဲ့အခါမှာဒီဟာလုံးဝကို CPU error ကိုဖြစ်နေ CPU လုံးဝခွာကြည့်လိုက်တဲ့အခါမှာ CPU ကလုံးဝကို short လွတ်သွားတယ်ပေါ့ဗျာ short လွတ်သွားတယ်short လွတ်သွားပြီးတော့ဒီ CPU ခွာကြည့်လိုက်တဲ့မှာဒီနေရာတွေအကုန်လုံး short လွတ်သွားတယ်ဒီဟာ CPU short ဆိုတာဖြစ်ကောင်းဖြစ်နေတယ်ဘာကြောင့်ဒီ error ဖြစ်သွားလဲဆိုတော့ကျွန်တော်ထင်တာတော့ဒီဟာက charging သွင်းနဲ့ဖြစ်ခြင်းလည်းဖြစ်မယ်အခြားအကြောင်းမျိုးကြောင့်လည်းဖြစ်မယ်သူဟို user ရဲ့လုံးဝဟိုဒီကောင်းရဲ့အဓိကချက်ကတော့ကျွန်တော်ကတော့ charging သွင်းရင်းနဲ့ပဲဒီကောင်လောင်သွားတာပဲဖြစ်မယ်ဒါမှမဟုတ်လဲဒီကောင်က game ဆော့လုံး RG တို့ဥမာ game ဆိုဆက်ပူလုံး RG တို့ CPU error တက်သွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်မျိုးပေါ့ဗျာဒါကတော့သူ့ဘက်ကကျွန်တော်ဘက်ကတော့ဒါ service သမားအမြင်နဲ့ပြောရမယ်ဆိုရင်ဒီက CPU လုံးဝ short ကျသွားတယ် short ကျသွားတဲ့အတွက်ဒီကောင်ရဲ့ CPU နံပါတ်3ထားတာက SM 9253သုံးထားတယ်ဒီ SM 9253သုံးထားတဲ့အတွက်ကျွန်တော်ဒီကောင်က SM953ညာဘာမှပါပြီးတော့ကျွန်တော် Note 4G မှာပါတယ် Note 4G မှာပါတယ်ကျွန်တော်ရှိမှာတော့လောလောဆယ်လဲစရာပစ္စည်းမရှိတဲ့အတွက် customer ကိုကျွန်တော်ပြောမယ် customer ကိုစောင့်ပေးနိုင်မယ်တကယ်လို့မစောင့်ပေးနိုင်လဲတကယ်လို့စောင့်ပေးနိုင်နေဆိုရင်တော့ကျွန်တော်ဒီသူနဲ့အလုံးတူတစ်ခု CPU ဝယ်လို့ရတယ် CPU ဝယ်လို့ရဝန်တော့မှ CPU ကဝယ်လို့မရဘူးတာများတယ်အဲ့ဒါ CPU ဝယ်လို့ရခဲ့ရင်တော့ကျွန်တော်လဲပေးလိုက်မယ် CPU ဝယ်လို့မရခဲ့ရင်တော့ customer ကိုအကျိုးကြောင့်ပြောပြီးကျွန်တော်ပြန်ပေးလိုက်မယ်သူစောင့်နိုင်ရင်တော့အဆင်ပြေတော့အဆင်ပြေပေါ့ဗျာဒါကကျွန်တော်ယူဆတဲ့ပုံစံကျွန်တော်စားပေးလုပ်တဲ့ခါကျရင်လမ်းကြောင်းလိုက်တဲ့ပုံစံလေးပေါ့တခါလေကျရင်ကျွန်တော်တို့လာတဲ့ခါကျရင်တန်းပြီးတော့ဟိုပေါ့ shortcut knee ဆိုတာဒါလုံးရင်ဒါဖြစ်တယ်ဒါလုံးရင်ဒါလည်းဖြစ်တယ်ဒါက experience အနေနဲ့ဆိုရင်တော့ဂျုံတွေးခဲ့တဲ့ကိုယ်တွေပြင်မှုတဲ့ဟာတွေနဲ့တော့ကောင်းတယ်ဆိုပေမဲ့တကယ်ကြရင်ဒီလို shortcut knee နဲ့မလုပ်ပါနဲ့သေချာတိကျလုပ်တဲ့ခါကျရင်ကျွန်တော်တို့ဖုံးပြုတ်ပြင်တဲ့ခါကျရင် error ကနည်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဥမာပြက်ဟိုခုတ်ရထားတစ်ရတခြားဆိုတဲ့စကားလိုပဲကျွန်တော်တို့ပြင်တဲ့နေရာပြက်တာတနေရာပြင်တဲ့နေရာပြက်လာဆိုရင်ကျွန်တော်တို့အတွက်လည်းမကောင်းဆိုပေမဲ့ကျွန်တော်တို့မကောင်းတဲ့ customer တွေအတွက်ကတော့အများကြီးနစ်နာပါတယ် error တွေဘာတွေရှာတဲ့ခါကျရင်ဒါကျွန်တော်ရဲ့ error လိုက်ဖို့ error လိုက်တဲ့ပုံနည်းပါအားလုံးအဆင်ပြေကြပါစေ